တေလူမျိုးတရားနဲ့စားတွေ့ရခါမှာအခြေခံစကားပြောအလဲတကူစနိုင်မယ်စကားပြော၅ခုကိုဒီနေ့ရှင်းမြင်တူလေ့လာကြည့်အောင်။大家好，我叫申明，欢迎回到蓝微生命。第一，请问，ဒီစကားလုံးတော့မေခုမမေးခင်မှာယဉ်ကြီးကြီးစကားစချင်တဲ့အခါမှာသုံးပါမြန်မာလိုဆိုတော့တစ်စိမ့်လောက်မေးပြရစေခွင့်ပြုပါအောင် excuse me ဆိုတဲ့အဓိပ္ပာယ်ပါလမ်းမေးတဲ့အခါတို့အကူအညီတောင်းတဲ့အခါတွေမှာအသုံးများပါတယ်第二你好吗သူကတော့နေကောင်းတာ how are you လို့မေးတဲ့စကားပါလူတစ်ယောက်အခြေအနေကိုမေးချင်တဲ့အခါမှာသုံးပါတယ်တရုတ်စာမှာလည်းအခြေခံအကျဆုံးမေးခွန်းတစ်ခုဖြစ်ပါတယ်第三我很好တစ်ဖက်လူကနီးဟောင်မလို့မေးလိုက်ရင်我很好လို့ပြန်ဖြေလို့ရပါတယ်သူကတော့ကျွန်တော်နေကောင်းပါတယ် I am fine လို့အဓိပ္ပာယ်ရပါတယ်နေ့စဉ်စကားပြောမှလည်းအရင်အသုံးဝင်တဲ့အဖြေတစ်ခုလည်းဖြစ်ပါတယ်第四你呢သူကတော့တင်ကောခမ ्या ကိုလို့ပြန်မေးတဲ့စကားပါကိုဖြေပြီးရင်တော့မှတစ်ဖက်လူအဲ့ဒီမိခုံးပဲပြန်မေးခြင်းတဲ့အခါမှာဒီစကားလုံးကိုသုံးပါတယ်第五我也很好သူကတော့ကျွန်တော်လည်းနေကောင်းပါတယ် I am fine too လို့အဓိပ္ပာယ်ရပါတယ်ဒီစကားလုံးမှာပါဝင်တဲ့ရေဆိုတဲ့စကားလုံးလေးကလဲဆိုတဲ့အဓိပ္ပာယ်ပါကျွန်တော်လဲလို့ပြောချင်တဲ့အခါမှာဒီစကားလုံးလေးကိုထည့်ပြီးသုံးပါတယ်ကဲဒီနေ့မှာတော့တယောက်နဲ့တယောက်နေကောင်းသားလို့မေးပြန်ထည့်ရအခြေခံတရုတ်စကားပြောလေးလေ့လာခဲ့တာဖြစ်ပါတယ်ကိုတိုင်ရောဘယ်စကားလုံးလေးတွေကိုသုံးဖြစ်နေလဲသိချင်တာလေးရှင်းတဲ့ comment ထဲမှာရေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာနေ့စဉ်အသုံးများတဲ့တရုတ်စကားပြောအသက်လေးနဲ့ပြန်တွေ့ပါမယ်bye bye